ကွန်ဆူတရောက် VNM မှာပတ်စံရင်ပြောက်ပြီးဒုက္ခရောက်နေတဲ့ကားလေးကိုကြည့်ပြီးသားပြီလားအခုတလုံးမှထွက်ထားတယ်ကိုရီးယားနဲ့ VN နဲ့ပေါင်းပြီးရိုက်ထားတဲ့ Love Batista ရွှဲကားလေးအရန်ကိုကြီးပန်းစားနေရပေါ့နော်စက်ကားထဲမှာ superstar ဖြစ်တဲ့ကွန်ဆူကသူကဒီ VNM ကိုကြောင်ညာရဲဖို့ရောက်လာတယ်ပေါ့နော်သူပြန်မဲ့နေ့မှာပဲသူက chocky ပါတာကြာပြီးတော့လင်းချိန်မမီပဲနဲ့သူကကြံနေခဲ့ရပေါ့နော်သူစီမှာသူ့ဖုန်းကလွှဲရင်ပတ်စံအိမ်ဒီ passport တွေအကုန်လုံးသူ့ရဲ့ manager နဲ့အကုန်လုံးပါသွားတယ်ပေါ့နော်အဲ့ဒါနဲ့သူမထူးတော့ဘူးဆိုပြီးတော့အားလည်းရယူလိုက်တယ်သူရဲ့အိတ်ကထဲမှာသူပတ်စံအိတ်တွေ့ရပေါ့နော်ပတ်စံတွေ့ရပေါ့နော်အဲ့ပတ်စံကိုလည်းသူကဖဲသီးဖြော်ကြီးအကုန်လုံးဝက်တောက်ပလိုက်တယ်သူရဲ့ဖုန်းကလည်းသူမင်းသမီးနဲ့တော်တော်စားတိုက်မိပြီးတော့ဖုန်းကလုံးဝကြကွဲသွားတယ်ပေါ့နော်အဲ့ဒါသူ့မှာဒီဖုန်းတွေကပတ်စံကိုလည်းသူထုတ်သုံးလို့မရတော့ဘူးအပြင်မှာလည်းသူပတ်စံမရှိတော့ဘူးပေါ့နော်အဲ့ဒါသူပတ်စံတပြားမှမရှိပဲသူ BN မှာဘယ်လိုနေမလဲနောက်မင်းသမီးနဲ့သူနဲ့ကြားထဲမှာရှိတယ်လို့ဘာသာစကားအလွဲတွေရင်ခုန်စရာကောင်းတာလေးတွေကိုလုံးဝအေးအေးလေးနဲ့ကြီးယူရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒီကားထဲမှာနောက်တစ်ချက်ကကြတော့မင်းသမီးဒီကွမ်ဆူလမ်းဖြတ်ကူးတဲ့ခန်းလေးတွေပေါ့နော်တချို့ခန်းလေးတွေဆိုရင် BN ကအဲ့လိုမန္တလေးနဲ့အရန်တူတာပဲလို့ကိုကတော့အရန်တွေးမိရပေါ့နော်ကြည့်မိရဆိုရင်တော့ပို့ပြီးသိလိမ့်မယ်နောက်ကွမ်ဆူပေါ့နော်ကွမ်ဆူကကြတော့ဒီစကားမကြည့်ခင်ဆိုကွမ်ဆူကဒီလို romantic နဲ့ blind လောက်ဘူးလို့တွေးထားတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကြည့်လိုက်တဲ့အခါမှာသူနဲ့မင်းသမီးနဲ့အရန် chemistry မိရပေါ့နော်ဒီလိုလေးဖြစ်နေရလွယ်ပေါ့နော်အဲ့ဒါဒီကောက်ဘယ်လိုကြည့်တင်တာလဲဆိုရင်ကွမ်ဆူရဲ့ fan နေနောက်romantic comedy ကိုအေးလေးကြိုက်တဲ့သူတွေကိုရီလို foodie သမားတွေပြီးတော့ကျတော့ coffee ကြိုက်တဲ့သူတွေပေါ့နော်ဟိုဒီကားထဲမှာ BN နိုင်ငံရဲ့ coffee စိုက်ခင်းအလှပတွေနောက်သူတို့နိုင်ငံယဉ်ကျေးမှုတွေအများကြီးတွေ့ရမှာဆိုတော့လုံးဝလွတ်မခံသင့်ဘူးပေါ့နော်ကို့အနေနဲ့တော့ဒီကားလေးကို rating ပေးမယ်ဆိုရင်7လောက်ပေးရပေါ့နော်အဲ့တော့ကျတော့ဒီကားလေးကိုမကြည့်ရသေးဘူးဆိုရင်လည်းကြည့်လိုက်ကြပါအောင်နော်ကြည့်ပြီးပြီဆိုရင်လည်းကိုယ့်ရဲ့အမြင်လေးတွေကို comment မှာပြောခဲ့ပါအောင်နော် bye bye